ဒေါ်လေးကျွန်တော်ဆန်လာပေးတာဒေါ်လေးရဲ့အော်အေးပေးဟဲ့နေ့ဆန်လဲဆန်ချမ်းနေပါလားငါနေတော့ပေးတော့ဆန်ကောင်းပေးတာလေးဟဲ့ဒေါ်လေးရဲ့တာတို့ကဆန်အကြမ်းမတက်နိုင်လို့ပါဒေါ်လေးရဲ့အော်ငါဆန်ကောင်းပေးရလေငါ့ကိုဆန်ကောင်းပြန်ပေးပေါ့ဟဲ့ဒေါ်လေးအဲ့ဒါဆိုရင်လည်းနောက်2ရက်လောက်စောက်ပါအောင်နော်ဒေါ်လေးနောက်2ရက်ပြီးရမယ်တားလာပေးပါမယ်ဒီမှာကောင်းလေးမလို့ချင်းအခုချက်ချင်းလာပေးဟဲ့ဘာဖြစ်နေရလဲလမ်းမဆူညံနဲ့အော်ဘာဖြစ်ရမှာလဲဒီမှာပေါ့ငါ့ကိုဆန်ပေးတော့လေမကောင်းတာတွေပေးတယ်အော်မခင်ရဲ့အမျိုးတွေပဲယူလိုက်ပါမခင်ရဲ့ဟဲ့ငါအမျိုးဆိုမှငါဆန်ကောင်းပေးတော့ငါ့ကိုဆန်ကောင်းပြန်ပေးပေါ့ဟဲ့မခင်ရဲ့သူတို့တကယ်မရှိလို့နေမှာပါမခင်ရဲ့သူတို့အဆင်ပြေရလဲပါမှာပေါ့မလို့အဆင်ပြေတာမပြေတာငါနားမလဲငါအကောင်ပဲပြန်ပေးရပါတယ်ဒေါ်လေးကျွန်တော်ပြန်လာပေးပါမယ်ဒေါ်လေးအခုနော်အခုပြန်လာပေးရမှာနော်အခုချက်ချင်းကြတော့အဆင်မပြေဘူးဒေါ်လေးရဲ့ဒါတော့မှပတ်စံအလောက်ထိမရှိဘူးဒေါ်လေးရဲ့ကဲပါဟဲ့ကလေးတွေအစားငါပြန်ပေးပါမယ်ကလေးစီကတော့မတောင်းပါနဲ့တော့အမလီမကြရဲ့အမနဲ့မဆိုင်ပါဘူးအမပေးကြမလို့ပါဘူးမကြရဲ့ဩငါနဲ့မဆိုင်ဘူးဆိုမှလည်းသူတို့ကအစမမပြေတာဟဲ့ရော့နေ့ဆန်ချမ်းနဲ့ပြန်သွားငါ့ကိုဆန်ကောင်းပြန်ယူလာပေးဟုတ်ကျွန်တော်လည်းကြိုးစားရှာပြီးပြန်လာပြပါမယ်နော်တာခဏနေအောင်ဩဒေါ်လေးတောက်ခွာလာပြောတာရှိလို့လားဒေါ်လေးတာရော့ပတ်စံယူသွားလိုက်အဲ့ဒီပတ်စံနဲ့လေဆန်ဝယ်ပြီးတော့အဲ့ဒီခင်းပြန်ပေးလိုက်နော်ရပါတယ်ဒေါ်လေးတားလေအဆင်ပြေလို့ကြည့်ပြီးရှာပြီးပေးလိုက်ပါမယ်ကဲပါယူသွားပါတားရဲ့ဟုတ်ဒေါ်လေးဟုတ်ကျေးဇူးတင်ပါတယ်နော်ဒေါ်လေးဩတားနောက်အဆင်မပြေလို့ဆိုရင်လည်းဒေါ်လေးစီပြန်လာခဲ့နော်ဒေါ်လေးကူညီပေးမယ်ဟုတ်ဒေါ်လေးဟုတ်ဒေါ်လေးသွားပြီနော်ဩအေးဦးလေးတောက်ရေနည်းနည်းလောက်ပါလားအော်အေးအကိုမတိုက်နဲ့အော်အမဘာဖြစ်လို့လဲအမရဲ့ဟဲလိုက်မတိုက်နဲ့နောက်ဆိုရင်လေအဲ့ကလေးကနေ့စီမှာအများလာတောင်းလိုက်မယ်ဒီလားအော်အမရဲ့သူတကယ်စာလို့နေမှာပါအမရဲ့ကျွန်တော်ရေရမ်းစာနေလို့ပါဟဲနင်းပစက်ကိုပိတ်ထားအော်အမရဲ့တနာပါလေပေးတက်လိုက်ပါမယ်အမရဲ့နေရသူ့ကြောင့်မသိသေးဘူးမဟုတ်လားအမ तू ကဘာဖြစ်လို့လဲအမရဲ့ဟဲဘာဖြစ်ရမှာလဲရွာတွေကကလေးတွေမဟုတ်လိုက်လူစားတယ်လေဟာဟုတ်လားတာမေသူများမဟုတ်လိုက်လူစားတယ်ဆိုတားမာလေစားစရာမရှိလို့ပါဦးရဲ့အော်စားစရာမရှိလဲနောက်လိုက်လူမစားနဲ့နော်စားစရာမရှိဦးပြောဦးရဲ့ကြွေမယ်နော်ဦးတကယ်ပြောရလားအေးဘောတကယ်ပြောတာဘောတာရဲ့ဒီမှာငါမှတောင်းစားတဲ့ကလေးတွေဝယ်ကြွေးစားမလို့ပါဘူးအော်အမရဲ့သူကလေးပဲရှိသေးတာလေအမရဲ့ပြီးတော့သူ့မှာနေစရာမှမရှိတာအမရဲ့အေးဟဲ့ကောင်လေးနေသူများရဲ့မဟုတ်ကိုလိုက်တောင်းစားကြည့်နင့်ငါကိုရိုက်တတ်မယ်ဒါဒီနေ့ကစပြောသူများရဲ့မဟုတ်ကိုလိုက်မလို့စားရနော်ဟုတ်ကဲ့ကျွန်တော်မလို့စားတော့ပါဘူး